ရုံးပရိသီးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။ကောင်းကျိုးများအာဟာရဓာတ်များကြွယ်ဝခြင်းရုံးပရိသီးမှာဗီတာမင် A ဗီတာမင် C ဗီတာမင် K ဗီတာမင် B6 ဖောလိတ်မဂနီဆီယမ်ပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်တို့လိုအာဟာရဓာတ်များစွာပါဝင်ပါတယ်။အမြင်ဓာတ်ကြွယ်ဝခြင်းအမြင်ဓာတ်ကြွယ်ဝတဲ့အတွက်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးခြင်းရုံးပရိသီးမှာပါဝင်တဲ့အမြင်ဓာတ်ဟာသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အတွက်စီးချိုယောဂါရှိသူတွေအတွက်အထောက်အကူဖြစ်စေပါတယ်။ကိုလက်စထရောကိုလျှော့ချပေးခြင်းရုံးပရိသီးမှာပါဝင်တဲ့ပျော်ဝင်တဲ့အမြင်ဓာတ်ဟာကိုလက်စထရောကိုလျှော့ချပေးနိုင်ပါတယ်။ကိုခံအားစနစ်ကိုမြင့်တင်ပေးခြင်းဗီတာမင် C ကြွယ်ဝတဲ့အတွက်ကိုခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။အသားအရည်နဲ့ဆံပင်ကိုကျန်းမာစေခြင်းဗီတာမင် A နဲ့ C တို့ဟာအသားအရည်နဲ့ဆံပင်ကိုကျန်းမာစေပါတယ်။ကိုယ်လေးချိန်ကိုထိန်းညှိပေးခြင်းကယ်လိုရီနည်းပြီးအမြင်ဓာတ်များတဲ့အတွက်ကိုယ်လေးချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မျိုးသမီးများအတွက်ကောင်းမွန်ခြင်းဖောလိတ်ဓာတ်ကြွယ်ဝတဲ့အတွက်ကိုယ်ဝန်ဆောင်မျိုးသမီးတွေအတွက်ကောင်းမွန်ပါတယ်။ဆိုးကျိုးများအချို့သူများတွင်ဓာတ်မတည့်ခြင်းအချို့သူတွေမှာရုံးပရိသီးနဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ယားယံခြင်းအင်ပြင်းထခြင်းအသက်ရှူရခက်ခဲခြင်းစတာတွေဖြစ်တတ်ပါတယ်။အစာအိမ်ပြဿနာများအမြင်ဓာတ်များတဲ့အတွက်အချို့သူတွေမှာလေပွခြင်း၊ဘိုင်းအောင်ခြင်းစတဲ့အစာအိမ်ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ကျောက်ကပ်ယောဂါရှိသူများအတွက်သတိထားရန်ရုံးပရိသီးမှာအောက်ဆဲလိပ်ဓာတ်ပါဝင်တဲ့အတွက်ကျောက်ကပ်ယောဂါရှိသူတွေကအလွန်ကြုံစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။သွေးကျဲဆေးတောက်နေသူများအတွက်သတိထားရန်ရုံးပရိသီးမှာဗီတာမင် K ပါဝင်တဲ့အတွက်သွေးကျဲဆေးတောက်နေသူတွေကဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်။အဆိပ်အတောက်ဖြစ်စေနိုင်ခြင်းရုံးပရိသီးကိုမှန်ကန်စွာမချက်ပြုတ်ပါကအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။အကြံပြုချက်ရုံးပရိသီးကိုတင်းတင်းမြတ်တဲ့ပမာဏနဲ့စားသုံးပါ။ဓာတ်မတည့်တဲ့လက္ခဏာတွေတွေ့ရင်ဆရာဝန်နဲ့တိုင်ပင်ပါ။ကျောက်ကပ်ယောဂါဒါမှမဟုတ်သွေးကျဲဆေးတောက်နေရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးပါ။ရုံးပရိသီးကိုတန်ရှင်းစွာဆေးကြောပြီးတေချာစွာချက်ပြုတ်ပါ။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။